Hello, good morning. So today I'm going to dive into learning defining related clauses with who, which, and where. Defining clauses တွေကဘာတွေလဲ Defining clauses ကို defining relative clauses က relative clause ပဲဒါကိုသူကနှစ်မျိုး꿰တယ် defining and non-defining အဲ့တော့ defining ကိုအရင်ကြည့်မယ်ပေါ့နော်defining relative clause မှာဆိုရင်ဘာတွေနဲ့ဆက်ရလဲဆိုရင်အဲ့တော့ relative clause ကအဓိကကတော့ဆက်ပေးတာပဲဟိုဘက်ဒီဘက်ကိုနော်အဲ့တော့ဘာနဲ့ဆက်လဲ who which where အဲ့တော့အများစုကတော့ဒီစီဟာကိုနားမလဲတာ speaking မှာလဲဒီ related clause တွေနဲ့ပဲသုံးပြီးပြောမယ် writing မှာလဲ related clause တွေနဲ့သုံးပြီးတော့ရေးမယ်နော်ဟုတ်ပြီအဲ့ဆိုရင် who ကဘာအတွက်လဲ for person or people which for things အရာဝတ္ထုတွေအတွက် where and place နော်နေရာအဲ့တော့ pre-intermediate ဖြစ်တဲ့အတွက် basic level မှာဒါတွေကသိနေခဲ့ရမယ် people things place ဆိုဘာတွေဆိုလိုရလဲ who which where ဆိုဒါလောက်တည်းကတော့သိကိုသိရမယ်နော်အဲ့တော့ pre-intermediate မှာတော့ related clause ဆိုတာဘာလဲ okay let's see number 1 that's the woman who won the lottery last year အဲ့တော့ဒီမိန်းမကြီးကဘာလဲမိန်းမကြီးကပြီးခဲ့တဲ့နှစ်ကwon the lottery ထီပေါက်တယ်ပေါ့နော်ထီပေါက်တဲ့မိန်းမကြီးဖြစ်ပါတယ်အဲ့တော့ဒီမိန်းမကြီးကိုအဓိကပြောချင်တာဖြစ်တဲ့အတွက်သူ့ရဲ့ related clause က who နဲ့ဆက်ပြီးတော့clause ဖြစ်အောင်လုပ်ထားတာပေါ့နော် who ဆိုတဲ့ relative pronouns နော်ဒါတွေနဲ့သုံးထားတယ် okay နောက်ဖြစ်ကြည့်အောင် a chef is a person who cooks food in a restaurant အဲ့တော့ဒါကဒီ sentence ကမြန်မာကလေးတွေပေါ့နော်မမှတ်မိတာနဲ့မစွဲတာဘာလဲဆိုတော့မြန်မာစာမှာတိတ်ပြီးတော့မပြောဘူးပေါ့ထီပေါက်တာသူပေါ့ဆိုရဲအဲ့လိုအသုံးမျိုးတော့ပြောတယ်ကွယ်ထီပေါက်တာကဒီမိန်းမကြီးလေဟုတ်လားrestaurant မှာအစားအသောက်တွေချက်တာကဒီလူလေအဲ့လိုပုံစံမျိုးပြောတာနော် link မလုံးမိတာမျိုးပေါ့သတိမထားမိတော့ဒီရဲ့ type ကိုမသိတာမျိုးဖြစ်နေတာပေါ့နော် okay number 2ကိုကြည့်အောင်A clock